ခန္ဓာရဖြစ်ထွန်းခြင်းဆိုသည်မှာလူဦးရေအစမတန်တိုးပွားလာသဖြင့်စိုက်ပျိုးမြေကျူးကျော်ခြင်းရွှေပြောင်းတောင်ယာများချက်ထွင်လုပ်ကိုင်ခြင်းတစ်နှင့်တစ်တော်အတွက်ပစ္စည်းများအလွန်အကျွံထုတ်ယူသုံးစွဲခြင်းလူသားတို့ရဲ့အမျိုးမျိုးသောလုပ်ရက်တွေနဲ့ရာသီဥတုဆိုင်ရာပြောင်းလဲမှုတွေကြောင့်မြေအဆင့်အတန်းနှိမ့်ကျခြင်းဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ဒေဂနာယဖြစ်ထွန်းလာမှုရဲ့ဝိသေသလက္ခဏာတွေကတော့မိုးရွာသွန်းမှုပုံစံမှန်မှန်ကန်ခြင်းမိုးရွာသွန်းမှုကျဉ်ရင်နေပါခြင်းမကြာခဏမိုးခေါင်ရေရှားခြင်းအပူချိန်မြင့်မားမှုတန်းကြာရှည်စွာခံစားရခြင်းမြေမျက်နှာသွင်းပြင်မှာရင်ငွေ့ပြန်မှုနှုန်းမြင့်မားခြင်းအပူချိန်အတက်အကျလွန်ခဲ့ခြင်းစိုထိုင်းစနှိမ်ခြင်းနေရောင်ဖြာထွက်မှုမြင့်မားခြင်းတိမ်ကင်းစင်မှုမကြာခဏကြုံတွေ့ရခြင်းလေရေတိုက်စားမှုကြောင့်အပေါ်ယံမြေစီလွှာတိုက်စားမှုလွန်ခဲ့ခြင်းနဲ့တက်ထုတဲ့ပါဝင်မှုများပြားတော့လေတဘာဝမြေဩဇာပါဝင်မှုနှုန်းနည်းခြင်းတို့ဖြစ်ပါတယ်။ဒေဂနာယဖြစ်ထွန်းခြင်းဟာကမ္ဘာလုံးဆိုင်ရာထင်ရှားတဲ့ပတ်ဝန်းကျင်ပြဿနာတစ်ရပ်အဖြစ်လွန်ခဲ့တဲ့နှစ်ပေါင်း40ခန်းကစပြီးသတိပြုမိလာကြက1994ခုနှစ်ကုလသမဂ္ဂအထွေထွေညီလာခံမှာကုလသမဂ္ဂဒေဂနာယတိုက်ဖြတ်ရေးကွန်ဗင်းရှင်းကိုပြဋ္ဌာန်းခဲ့ပြီးသဘောတူလက်မှတ်ရေးထိုးခဲ့သောဇွန်လ18ရက်နေ့ကိုကမ္ဘာဒေဂနာယဖြစ်ထွန်းမှုနဲ့မိုးခေါင်ရေရှားမှုတိုက်ဖြတ်ရေးနေ့ဟူ၍သတ်မှတ်ခဲ့ပါတယ်။မြန်မာနိုင်ငံဟာ1998ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာဒေဂနာယဖြစ်ထွန်းမှုတိုက်ဖြတ်ရေးကွန်ဗင်းရှင်း UNCCD ရဲ့အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပြီးတယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကဦးဆောင်ကြီးကြပ်မှုဝန်ကြီးဌာနအဖြစ်၎င်းအပူပိုင်းဒေသစိမ့်လန်းစုပြည်ရေးဦးစီးဌာနကတာဝန်ခံဌာနအဖြစ်၎င်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ကွန်ဗင်းရှင်းရဲ့သဘောတူညီချက်နဲ့အညီ2005ခုနှစ်မှာနိုင်ငံအလိုက်ဒေဂနာယဖြစ်ထွန်းမှုတိုက်ဖျက်ရေးအမျိုးသားအဆင့်လုပ်ငန်းဆောင်ရွက်မှုအစီအစဉ်များတင်သွင်းခဲ့ပြီးတော့ဒေဂနာယဖြစ်ထွန်းမှုတိုက်ဖျက်ရေးလုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်ရှင်။မြန်မာနိုင်ငံအလဲပိုင်းအပူပိုင်းဒေသဟာဒေဂနာယအဆင့်မရှိသေးတော့လေဒေဂနာယဖြစ်ထွန်းမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းရဲ့ရှေ့ပြေးအညွှန်းကိန်းများအရာဒေဂနာယဖြစ်နိုင်ခြေအလားအလာရှိတဲ့ဒေသဖြစ်တဲ့အတွက်1998ခုနှစ်မှာအပူပိုင်းဒေသစိမ့်လန်းစုပြည်ရေးဦးစီးဌာနကိုစတင်ဖွဲ့စည်းခဲ့ပြီးအပူပိုင်းဒေသစိမ့်လန်းစုပြည်ရေးနဲ့အတူပြည်သူလူထုရဲ့လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်အဓိကလုပ်ငန်းကြီး၄ရပ်ဖြစ်တဲ့စိုက်ခင်းများတည်ထောင်ခြင်းတဘာဝတောများထိန်းသိမ်းခြင်းထင်းအစာအခြားလောင်စာတိုးမြင့်သုံးစွဲခြင်းနဲ့ရေရရှိရေးဆောင်ရွက်ခြင်းတို့ဖြင့်ဒေဂနာယဖြစ်ထွန်းမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကိုထိရောက်စွာကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။အပူပိုင်းမိုးနဲ့ရဝင်းဒေသနေပြည်သူများအားထင်းလောင်စာတိုင်မျောနဲ့လေယာသုံးကိရိယာများဖြည့်ဆည်းပေးနိုင်ရန်ဆဲကန်နဲ့မြစ်ချောင်းများရဲ့ရေဝေရေလဲဒေသများထိန်းသိမ်းရန်တောင်စင်တောင်တန်းများစိမ့်လန်းဆူပြေလာစေရန်မြေစီလွှာအဆင့်အတန်းပုံမှုမြင့်မားလာစေရန်အပူပိုင်းဒေသရဲ့ဂေဟစနစ်များပြန်လည်ရရှိနိုင်စေရန်နဲ့ဒေသစိမ့်လန်းဆူပြေရေးအထောက်အကူဖြစ်စေရန်အတွက်မြေအတန်းအစားနှိမ့်ကျလျက်ရှိတဲ့မြေနေရာများမှာအပူပိုင်းဒေသစိမ့်လန်းဆူပြေရေးဦးစီးဌာနနဲ့တစ်တောဦးစီးဌာနတို့မှာကြီးမြန်တင်မျိုးများမြေစီလွှာကိုပြုပြင်ပေးတဲ့တင်မျိုးများနဲ့ဒေသမျိုးရင်းတင်မျိုးများဖြင့်တစ်တောစိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိရာစုစုပေါင်းစိုက်ခင်းဧရိယာဧက 1.3 သန်းကျော်ကိုတည်ထောင်ခဲ့ပြီးဖြစ်ပါတယ်။လူနေဒေသနဲ့နီးကပ်တဲ့သဘာဝတောတွေဟာတစ်နဲ့တစ်တောတွေပစ္စည်းများအလွန်အကျွံထုတ်ယူသုံးစွဲခြင်းလူဦးရေတိုးပွားမှုကြောင့်မြို့ရွာများတိုးချဲ့ခြင်းစိုက်ပျိုးမြေများချက်ထွင်ခြင်းနဲ့မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးစကြက်မြေများချက်ထွင်ခြင်းတို့ကြောင့်ထိခိုက်ပျက်စီးမှုကိုကာကွယ်နိုင်ရန်အတွက်အပူပိုင်းဒေသစိမ့်လန်းစုပြည်ရေးဦးစီးဌာနနဲ့တစ်တောဦးစီးဌာနတို့မှတဘာဝတောကြံများထိန်းသိမ်းကာကွယ်ခြင်းနဲ့ဓမ္မရာမျိုးဆက်ခြင်းလုပ်ငန်းတို့အားဆောင်ရွက်လျက်ရှိရာစုစုပေါင်းဧရိယာဧက 2.6 သန်းကျော်ကိုထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ရာသီဥတုပြောင်းလဲမှုကိုလျှော့ချရန်နဲ့တဘာဝတောများထိန်းသိမ်းကာကွယ်ခြင်းတို့ကိုအထောက်အကူပြုစေရန်အတွက်တမယိုးကြဖိုခနောက်မီးပုံနဲ့နှိုင်းစာရင်ထင်းကုန်ကြမှု40%တက်တာတဲ့စွမ်းအားမြင့် A1 မီးပုံများတန်ပုံးစွမီးပုံများနဲ့ E-free မီးပုံများအားကျေးလက်ဒေသနေပြည်သူများတို့အခမဲ့ဖြန့်ဝေပေးလျက်ရှိပါတယ်။အခုအချိန်အထိအပူပိုင်းဒေသစိမ့်လန်းစုပြည်ရေးဦးစီးဌာနမှ A1 မီးပုံနဲ့တန်ပုံးစွမီးပုံ8,500,000ကျော်
Efree မီးဖို့4,300,000 ကျော်စုစုပေါင်းမီးဖို့အလုံးရေ12,900,000 ကျော်ကိုပြည်သူလူထုထံဖြန့်ဝေခဲ့ပြီးဖြစ်ပါတယ်။စွမ်းအားမြင့်မီးဖို့တစ်လုံးသုံးစွဲခြင်းအပြင်တစ်နှစ်လည်းထင်းကုန်ကြမှု9ဝတန်တရန်ခန့်ရှော့ချနိုင်တာကြောင့်မီးဖို့တစ်လုံးသုံးစွဲခြင်းဖြင့်နှစ်စဉ်တဘာဝတောဧရိယာ1.66 ဧကကိုထိန်းသိမ်းပြီးဖြစ်ပါတယ်။မိဖို့12,900,000 ကျော်ဖြန့်ဝေပြီးဖြစ်ရာတဘာဝတောဧရိယာဧက2.1 သန်းကျော်ကိုထိန်းသိမ်းကာကွယ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ထို့အတူပြည်သူများ၏နေ့စဉ်ချက်ပြုတ်မှုဘဝနဲ့စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းများအတွက်ထင်းသုံးစွဲမှုလျှော့ချနိုင်ပြီးစွမ်းအင်လောင်စာပုံမှုကောင်းမွန်တဲ့ထင်းအစားထိုးလောင်စာတောင်များစိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများသုံးစွဲခြင်းကိုပညာပေးစည်းရုံးသုံးစွဲစေခြင်းနဲ့ထင်းအစားအခြားလောင်စာသုံးစံပြကြေးရွာများတည်ထောင်ခြင်းတို့ကိုမြင့်တင်ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင်။အပူပိုင်းဒေသရဲ့မြန်ဆန်တဲ့ရေစီးဆင်းတိုက်စားမှုပုံစံများရေထိန်းတော်ရှားပါမှုကြောင့်မြေအောက်ရေထိန်းသိမ်းရန်ခက်ခဲမှုအခြေအနေများကြောင့်ရေရှားပါမှုကိုနှစ်စဉ်ကြုံတွေ့နေရမှုအပေါ်လူနစ်တရိတ်ဆန်များတောက်သုံးရန်နှင့်စိမ့်လန်းစုပြေရေးတို့အတွက်ရေရရှိရေးလုပ်ငန်းများကိုအကောင့်အထည်ဖော်ဆောင်ရွက်လျက်ရှိရာမှာရေကန်ငယ်1933ကန်ကြောက်စီနုံတိန်တမန်ငယ်3646ခုအဝီစီတွင်148တွင်ဂါလန်9000ဆက်မိုးရေစုကန်110ကန်ဂါလန်200ဆက်မိုးရေစုကန်9030ကန်တစ်ဖက်ရက်ဆက်73ခုတိန်ကောရေကန်33ကန်နဲ့စိုက်ကင်းအတွင်ရေကန်ငယ်9ကန်တို့ကိုဆောင်ရွက်နိုင်ခဲ့ပါတယ်။တယံစာတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအပူပိုင်းဒေသစိမ့်လန်းစုပြေးရေးဦးစီးဌာနအနေဖြင့်မြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံအကြားမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမယ့် Quick Impact Project စီမံကိန်းများအကောင့်အထည်ဖော်ဆောင်ရွက်နိုင်ရန်အကူအညီပေးရေးသဘောတူစာချုပ်အရမြန်မာနိုင်ငံအလဲပိုင်းအပူပိုင်းမိုးနယ်ဒေသရှိတောက်သုံးရေရှားပါးလျက်ရှိတဲ့ကြေးရွာများမှာဆိုလာစွမ်းအင်အသုံးပြုပြီးတောက်သုံးရေရရှိရေးစီမံကိန်းကို2023-2024 ဘဏ္ဍာနှစ်မှာမကွေးမြို့နယ်ကရောင်ကြီးကြေးရွာနဲ့မိထီလာမြို့နယ်စူးရတန်ကြေးရွာတို့မှာ၎င်း2024-2025 ဘဏ္ဍာနှစ်တွင်ရေနံချောင်းမြို့နယ်တဖန်းချောင်းကြေးရွာနှင့်ညောင်ဦးမြို့နယ်မကြီးဆောက်ကြေးရွာတို့မှာ၎င်းမြေအောက်ရေအဝီစီတွေတူးဖော်ခြင်းလုပ်ငန်းများကိုအောင်မြင်စွာအကောင့်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တာကြောင့်အခုအခါအဆိုပါကြေးရွာများမှာတန့်ရှင်းတဲ့တောက်သုံးရေကိုဖူလုံစွာရရှိနေပြီပဲဖြစ်ပါတယ်အထူးလုပ်ငန်းတရက်အနေနဲ့တောင်စင်တောင်တန်း18ခုမှာတောင်တန်းဒေသစိမ့်လန်းစုပြေးရေးစိုက်ခင်းများတည်ထောင်ခြင်းနဲ့တဘာဝတောကြံများထိန်းသိမ်းခြင်းလုပ်ငန်းတွေကိုဆောင်ရွက်နိုင်ခဲ့တဲ့ဖြင့်ပတ်ဝန်းကျင်စိမ့်လန်းစုပြေးလာခြင်းဇီဝမျိုးစုံမျိုးကွဲများပေါ်ကျွယ်ဝလာခြင်းနဲ့မြေစီလွာတိုက်စားမှုကိုကာကွယ်နိုင်ခြင်းစတဲ့လက်တွေ့အကျိုးကျေးဇူးများကိုတွေ့မြင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ဒါအပြင်ဘော်ဒီတထောင်တန့်ကြီးတောင်ရေနံချောင်း Greeny Complex စုံနဲ့တူရင်တောင်တို့မှာအထူးစိမ့်လန်းစုပြေးရေးစီမံကိန်းများချမှတ်၍၎င်းစကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးတို့မှာအထူးစိမ့်လန်းစုပြေးရေးအသွင်ဖြင့်၎င်းစိုက်ပင်ပေါင်း2.5 သန်းကျော်စိုက်ပျိုးနိုင်ခဲ့ခြင်းကြောင့်ဒေသစိမ့်လန်းစုပြေးရေးနှင့်မြေစီလွှာအဆင့်အတန်းပြန်လည်တိုးတက်ရေးကိုများစွာအထောက်အကူပြုနိုင်ခဲ့ပါတယ်ရှင်။နိုင်ငံတော်အကြီးအကဲရဲ့လမ်းညွှန်ချက်အရမြန်မာနိုင်ငံအလဲပိုင်းအပူပိုင်းဒေသ73ခရိုင်မှာ2024ခုနှစ်နဲ့2025ခုနှစ်မိုးရာသီတို့မှာတစ်တောဦးစီးဌာနနဲ့အပူပိုင်းဒေသစိမ့်လန်းစုပြေးရေးဦးစီးဌာနတို့မှ73ခရိုင်စိမ့်လန်းစုပြေးရေးအတွက်ဗတ်စုံသုံးတရွာ2ဧကစိုက်ခင်းကြေးရွာထင်းစိုက်ခင်းစုစုပေါင်း4,626.95 ဧကနဲ့လမ်းဘေးဝဲရာစိမ့်လန်းစုပြေးရေးစိုက်ခင်း54,502 ပင်တည်ထောင်စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ဒါအပြင်2026ခုနှစ်မိုးရာသီမှာ73ခရိုင်စိမ့်လန်းစုပြေးရေးအတွက်ဗတ်စုံသုံးတရွာ2ဧကစိုက်ခင်းကြေးရွာထင်းစိုက်ခင်းစုစုပေါင်း1,330 ဧကနဲ့လမ်းဘေးဝဲရာစိမ့်လန်းစုပြေးရေးစိုက်ခင်း28,045 ပင်တည်ထောင်စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ဒေဂန္နာယဖြစ်ထွန်းမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကိုတယံစာတနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိရာ UNCCD ကသတ်မှတ်ပေးပို့တဲ့2026ခုနှစ်ကမ္ဘာဒေဂန္နာယဖြစ်ထွန်းမှုနဲ့မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ဆောင်ပုဒ်ဖြစ်တဲ့ Rangelands Recognize Respect Restore စကြက်မြေများထိန်းသိမ်းရေးအားလုံးအလေးထားဆောင်ရွက်ပေးဆိုတဲ့ဆောင်ပုဒ်နဲ့အညီသက်ဆိုင်ရာအစိုးရအဖွဲ့များဆက်ဆက်ဌာနဆိုင်ရာများနဲ့ပြည်သူလူထုတို့မှတက်ကြွစွာဖြင့်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ရှင်။